ခိုင်ဘလို့ပြန်သိမ်းမလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်စိတ်ဝင်စားတယ်ဟိုရှေ့လဲပိုင်းနဲ့ကိုနဲ့ဝေးတယ်ဘာနဲ့တူလဲဆိုတော့ AA တိုက်နေတာ AA ကတစ်မျိုးပြီးတစ်မျိုးသိမ်းနေပါညာပေါ့နော်စစ်တွေကြောက်ဖြူတလောက်ပဲမအောင်တလောက်ပဲကြံနေအဲ့ဒါဘာနဲ့တူလဲဆိုတော့ဂျာမနီလို့ပေါ့နော်နာဇီဂျာမနီဟစ်တလာအာဏာရလာတော့တပ်တော်ကြီးတွေဖွဲ့ဥရောပကိုတိုက်တယ်တမျိုးတနိုင်ငံမိတနိုင်ငံရသွားတယ်နောက်ဆိုအင်္ဂလန်ကျွန်းလေးပဲကြံတယ်အဲ့မှာအင်္ဂလန်ကပြန်ပြီးတော့စုဖွဲ့ပြီးတော့မှတခါဒီဒေးမှာနော်မန်ဒီမှာပြန်ကန်တက်ပြီးတော့ကြီးလီပူပေါင်းစစ်ဆင်လိုက်တာနောက်ဆုံးမိတ်ဟစ်တလာသူမိမအီဗာဘရောင်းနဲ့အစိတ်တောက်ပြီးတည်သွားအဲ့လိုပဲမင်္ဂလာပါ Top Stories မြန်မာ Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ Subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာဟိုအရှိလဲပိုင်းမှာစစ်ဖြစ်အဲ့ချက်ပို့ပြီးတော့ကျွန်တော်စိတ်ဝင်စားတာရခိုင်ဘလို့ပြန်သိမ်းမလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်စိတ်ဝင်စားတယ်ဟိုအရှိလဲပိုင်းနဲ့ကိုနဲ့ဝေးတယ်ဘာနဲ့တူလဲဆိုတော့ AA တိုက်နေတာ AA ကတစ်မျိုးပြီးတစ်မျိုးသိမ်းနေပါညာပေါ့နော်စစ်တွေကြောက်ဖြူတလောက်ပဲမအောင်တလောက်ပဲကြံနေအဲ့ဒါဘာနဲ့တူလဲဆိုတော့ဂျာမနီလို့ပေါ့နော်နာဇီဂျာမနီဟစ်တလာအာဏာရလာတော့တပ်တော်ကြီးတွေဖွဲ့ဥရောပကိုတိုက်တယ်တမျိုးတနိုင်ငံမိတနိုင်ငံရသွားတယ်နောက်ဆိုအင်္ဂလန်ကျွန်းလေးပဲကြံတယ်အဲ့မှာအင်္ဂလန်ကပြန်ပြီးတော့စုဖွဲ့ပြီးတော့မှတခါဒီဒေးမှာနော်မန်ဒီမှာပြန်ကန်တက်ပြီးတော့ကြီးလီပူပေါင်းစစ်ဆင်လိုက်တာနောက်ဆုံးမိတ်ဟစ်တလာသူမိမအီဗာဘရောင်းနဲ့အစိတ်တောက်ပြီးတည်သွားအဲ့လိုပဲကျွန်တော်တို့ရခိုင်ကိုခုကျွန်တော်တမတော်အင်အားစုပြီးတော့ဘယ်နေ့ဒီကြာလာမလဲကျွန်တော်မှန်းတာကတစ်နှစ်အတွင်းတော့ဖြစ်နိုင်တယ်ဒီရဲ့ဖြစ်မဲ့နေရတော့ဒါတမတော်ကာကွယ်ဦးစီးချုပ်စိတ်ထဲမှာရှိမယ်ဘယ်သူမှတော့သိနိုင်မှာမဟုတ်အဲ့တော့အဲ့လိုဒီနီးနဲ့ပြန်တိုက်လိုက်ရင်ကျွန်တော်တို့တမျိုးပြီးတမျိုးပြန်ရမယ်ပြန်ရလို့ရှိရင်ထွန်းမြတ်နိုင်တို့အုပ်စုကတော့ဘန်ကာထဲမှာအစိတ်တောက်တည်ဖို့မင်းတို့ပြင်ထားလိုက်အဲ့ဒါလာပြောတာဒီစားပါတယ်ကျွန်တော်တို့ကျွန်တော်ဒေါက်တာထရန့်ကိုကျွန်တော်ကအမေရိကန်မဘာသားလို့ကျွန်တော်နာမည်ပေးထားသူပထမချိန်ရွေးကောက်ခံရသူကအမျိုးဘာသာသာသနာသူကစိတ်ဝင်စားတဲ့လူတခြားတိုင်းပြည်ကိစ္စတွေပဲသူစိတ်ဝင်စားသူပြည်ဝင်းရေးကိစ္စပဲသူကဦးစားပေးလုပ်တဲ့လူသူအမေရိကန်မှာပတ်သားကြီးလို့ကျွန်တော်ခေါ်အဲ့လိုပဲသူတယောက်တည်းလားဆိုတော့မဟုတ်ဘူးကဘာပေါ်မှာကိုယ်တိုင်းပြည်အတွက်အမျိုးဘာသာသာစောက်ရှောက်တဲ့အမျိုးသားရေးဝါဒီသမားတွေပေါ်လာတယ်ဥပမာဂျပန်နိုင်ငံကအခုဝန်ကြီးချုပ်ဆိုလဲသူလဲဂျပန်မှာပတ်သားပဲเนาะသမ္မတပူတင်ဆိုလဲရုရှားမှာပတ်သားတော့သမ္မတရှီကျင်းပင်တရုတ်မှာပတ်သားပဲသူတိုင်းပြည်သူကောင်းအောင်လုပ်ပဲသူပဲသူတို့ကိုဂျိုစီပွားသူတို့တယ်လို့နောက်ဆုံးမိုဒီကြည့်ဗျာအိန္ဒိယနိုင်ငံမိုဒီလဲဒါအိန္ဒိယမှာဘာသာကြီးပဲအခု USDP ကလည်းမျိုးဘာသာသနာဆောင်ရှောက်မဲ့ပါတီပဲအဲ့တော့ကျွန်တော်တို့ဟာဟိုလူလာမျက်နှာချိုသွေးရဒီလူလာမျက်နှာချိုသွေးရပါတီမဟုတ်ဘူးကျွန်တော်တို့ကကိုအမျိုးဘာသာသနာဆောင်ရှောက်မဲ့ပါတီကိုတိုင်းပြည်တိုးတက်အောင်လုပ်မဲ့ပါတီဖြစ်တယ်အဲ့တော့အာဆီယံအဖွဲ့တွေကျွန်တော်တို့လာမကြက်နဲ့လာဖိလစ်ပိုင်ကခင်ဗျာလာဘာဖြစ်တယ်ညာဖြစ်တယ်ဟိုလူမပါလို့ဒီလူပါလို့ရွေးကောက်ပွဲဘာဖြစ်နေလဲဒါပေမဲ့ခင်ဗျားတို့ဖိလစ်ပိုင်နိုင်ငံမှာဘယ်လောက်ဒီမိုကရေစီရှိလို့လဲနော်ခင်ဗျားတို့ဖိလစ်ပိုင်နိုင်ငံမှာဘယ်လောက်ဆိုကိုတိုင်းပြည်ကိုဒီမိုကရေစီပြည်ပြောင်းရင်လို့ကျွန်တော်လာပြီးတော့ပြောနေတယ်ကျွန်တော်တို့ကခင်ဗျားတို့လိုက်ရောပြီးဆက်စားမှာမဟုတ်ကျွန်တော်မတင်ပဲခတိပဲနေမယ်ကိုတိုင်းပြည်တိုးတက်အောင်ကိုလုပ်မယ်သူများကိစ္စကိုမဆွဘူးခင်ဗျားတို့လည်းလာမရှုပ်နဲ့ကျွန်တော်အဲ့လိုသဘောထားတယ်ဟိုလူလာမျက်နှာချိုသွေးရဒီလူလာမျက်နှာချိုသွေးရတဲ့မှာကျွန်တော်တို့ USDP မပါဘူးအဲ့ဒါကိုပြတာလေးစားပါတယ်ကျွန်တော်တမြန်မနေ့တော့ပါဗျကျွန်တော်နဲ့အတူရွေးကောက်ပွဲဝင်ကြတဲ့အခြားပါတီတွေဖြစ်တဲ့ပြည်သုံးလုံးတို့ဒါစညာတို့ကြားဖြူတို့ပြည်နှလုံးကညီလေးကတော့ခရီးလွန်နေလို့ကျွန်တော်အကုန်လုံးဖိတ်ပြီးတော့တို့ကွာလို့အတူတူဖွံ့ဖြိုးရေးလုပ်ကြရအောင်လို့တယောက်တည်းစဉ်းစားနေစားရင်မင်းတို့အကုန်လုံးပေါင်းပြီးပြောတာပိုကောင်းနေကြံနေပေးကြပါမင်းတို့ရွေးကောက်ပွဲဝင်နေဆိုတာနိုင်နေရှုံးနေပါတာထားအားလုံးကညီမချက်ကတော့ဒေတာဖွံ့ဖြိုးအောင်တိုင်းပြည်ကောင်းအောင်လုပ်ကြမှာဆိုတော့အတူတူပူပေါင်းဆောင်ရွက်ကြမယ်လို့
ကျွန်တော်အိမ်ကိုဖိတ်တယ်ကျွန်တော်ထမင်းကျွေးတယ်သူစားကြတောက်ကြပြီးတော့ခါတယ်ဟိုသွားကြပါနော်ဟိုဖွံ့ဖြိုးရေးတွေတူလောက်အောင်ဒါကျွန်တော်တို့က international practice ပေါ့ဘောလုံးကန်နေဗျာဟုတ်လားပရီးမီးယားလိဘောလုံးပွဲမှာနိုင်နေရှုံးနေရှုံးပြီးလို့ရှိရင်ရှုံးနိုင်ဘောလုံးပွဲပြီးသွားရင်တယောက်လက်ဆွဲနှုတ်ဆက်ပြီးတော့ခွဲကြတာပေါ့နော်ဟောလက်ဝဲပွဲမှာလည်းတယောက်အသေးကြီးထိုးကြတယ်ပြီးလို့ရှိရင်ပွဲပြီးသွားပြီဆိုရင်တယောက်ဖက်ပြီးတော့ဟာကွာအေးမင်းဒီပွဲမှာမင်းရှုံးသွားမယ်နောက်ပွဲစူးစမ်းကွာငါလည်းစူးစမ်းမယ်ကွာစသဖြင့်ပေါ့လို့ပြောကြတာ internet practice ပါဟို NLD ကတော့အလုပ်မဟုတ်သူတို့နိုင်ပြီဆိုတာတွေ့လားဟဲ့ငေါနိုင်တယ်မင်းတို့ဘာတတ်နိုင်သေးလဲရောက်ငါတို့က NLD ကွာသူတို့နိကောတာစပယ်ရှယ်နိကောတာနော်ပြီးကြတော့ဟာလာ2020မှာသူတို့အစိုးရမဖွင့်နိုင်ဘူးဆိုတာရိပ်မိတော့မဲခိုးလို့လဲပြဿနာလဲတက်ကောတောခိုရောဒီကောင်นี่ international practice မဖြစ်ဘူးဒေါ်စုကြည်အပါအဝင်သူကအင်္ဂလိပ်လိုရှုပ်ရှက်ဘုတ်ပက်ဒွတ်တက်ပြောတာဒါ international ခမရဟိုမှာပကံညောင်ဦးမှာမြင်းလဲသမား2ယောက်ရံဖြစ်တာအင်္ဂလိပ်လိုရံဖြစ်တာကျွန်တော်နားမလည်ဘူးဒေါ်စုကြည်တော့ရွာလေသွားမယ်ဟိုကအင်္ဂလိပ်လိုမှတ်နာပဲအင်္ဂလိပ်လိုတတ်တိုင်းလူကြီးလို့ရမယ်ဆိုတော့ပကံညောင်ဦးကမြင်းလဲသမားပဲသမရပေးလိုက်တော့ကျွန်တော်ဆိုလိုတာ international practice ပြောတာနော်ဘောလုံးပွဲပဲလို့တခုခုရှင်ပြိုင်လို့ရိုးသားစွာရှင်ပြိုင်လို့အရှုံးအမြတ်အနိုင်ပေါ်ပြီးရင်လေပင်ဖက်ပြီးတော့ကျွန်တော်ပူပေါင်းဆောင်ရွက်မယ်အတူတူเนาะကျွန်တော်ဆိုရင်အခုဟလာကျွန်တော်နေမြေမှာအတူတူပူပေါင်းဆောင်ရွက်နေတယ်ပြီးသုံးလုံးတာစာညာဟလာကြားပြူဟလာပြီးနှလုံးကညီလေးကတော့ခရီးလွန်နေလို့ရိုးရလာမသွားနေလို့ပါတဲ့ပြန်လာရင်ဒါတွေ့မှာပေါ့เนาะကျွန်တော်ပူပေါင်းဆောင်ရွက်သွားမယ်လို့အဲအားလေးကိုပြည်သက်ကြီးကိုလာပြောတာလစ်စား